နှစ်ဦးလူဆိုတာပေါ့အခုကကြတော့ဒါဟစ်ပိုနဲ့ဒီကီလိုမီတာဆိုတာနှစ်ဦးလူပေါ့နော်ဒီဟစ်ပိုနဲ့သရိုးနဲ့ဆိုလို့ရှိရင်လည်းသူကဟောပေါ့brand master လိုမျိုးပေါ့တစ်နှစ်လုံးလက်တွဲခဲ့တာလက်တွဲခဲ့တဲ့အခါကျတော့ဒီဟာသူနဲ့ဒီတစ်နှစ်စာချုပ်လည်းပြီးသွားပြီဆိုတဲ့အခါမှာနှစ်ဦးလူလေးတူတူကြတာပေါ့နော်ဒါဟိုဟစ်ပိုနဲ့တူတူပေါ့ဟုတ်ဆိုတော့ဒီမှာခလေးလေးတွေရှိရလေခလေးလေးတွေများခလေးလေးတွေလာဒီမဲ့ဆိုပြီးလုပ်ပြတာပါအခလေးလေးတွေကလေဟိုချိုးဆိုလို့ရှိရင်ဒီမိုသွင်းနေရတယ်ဆေးသွင်းနေရတယ်ဆိုတော့လေဟိုအရင်စိတ်မကောင်းဖြစ်တယ်ဟိုဒီຢာတွေကကိုလည်းဟိုမြင်မှုကြားဖို့တယ်ဆိုတော့လေဟိုသူတို့ဒီမိုသွင်းနေရပါညာဖြစ်တဲ့အချိန်မှာခလေးလေးဆိုဘယ်လောက်ခံစားရမလဲပေါ့နော်အရင်စိတ်မကောင်းဖြစ်တယ်ကိုလည်းခလေးတွေအမေဆိုတော့လေဟိုအရင်ကိုချင်းစားပါတယ်အဲ့ဒါလေးတော့အရင်စိတ်မကောင်းဖြစ်တယ်ဒီမှာတော်တော်များများကလည်းခလေးလေးတွေနော်ဟိုဆေးလာပို့နေကြတာများတယ် ဆရာလည်းအဲ့လိုဖြူသွားတာစိုက်တယ်ဒီတစ်ခါဒီစိတ်မှာပြော ဒီနေ့ဘေဘီလေးတွေကိုလေအလှူလာပြီးတော့ညဝေရတာပေါ့နော်ဆက်စားလေးရောဘယ်လိုလေးရှိလဲပြောပြပါအောင် အဲ့လိုဝေရလူကစိုက်တယ်စိုက်တယ်ဒီတစ်ခါလည်းစိုက်တယ်နော်နောက်ပါစိုက်သေးတယ် တော့ဘာကြိုက်သေးလဲ ပါစိုက်တယ် ဆေးရုံပါဘာကြိုက်သေးလဲတဲ့ ဒီနေ့ treasure ကတားရဲ့အလှူမှာပါဝင်ကူညီရတာပေါ့ဟုတ်လား တူတူပဲလို့ ဟုတ်လား ဟုတ်လား ဘယ်လိုလိုက်တယ် ဟာလေမောင်လေးနဲ့ဟိုအလောကကြိုက်တယ်ပြောလိုက်လေမောင်လေးနဲ့တူတူသချင်းဆိုတာကြိုက်တယ်အခုဆိုဒီမှာမိုက်တစ်လုံးနဲ့ ဒီလိုလိုက်တယ် မိုက်တူပြီးတော့အဲ့လိုသချင်းတွေအော်ဟစ်ဆိုနေကြအိမ်မှာတနေ့တနေ့ဟိုစူးညမ်းညာပဲဒီမှာမိုက်ပြင်တာလည်းမနေနိုင်တော့ဘူးเนาะဟုတ်တယ်မိုက်ကြိုက်တယ် ဒီကလည်းလိုက်စီဘယ်တော့ကလည်းချင်းဆိုတယ် ဟုတ်ဘာသင်းကြတယ် ချစ်ဆိုနေကြ ဘာသင်းကြတယ် အဲ့မပြောပြအောင် ပြောပြလိုက်မယ်မမေ ပြောကြတယ် တယောက်ကသချင်းဆိုပြီးဆိုတယောက်ကလည်းလိုက်អော်တယ်ဟိုကလည်းဝူဝါတဲ့အဲ့လိုអော်တာဘာဆိုနေမှန်းတော့မသိမဟုတ်ဘူးသူတို့ရဲ့ YouTube ကနေလာတဲ့သချင်းတွေပြောရအောင်ဆိုတော့ YouTube ကနေလာတဲ့သချင်းတွေအကုန်လုံး ပြောလိုက်ပါမင်း အဲ့ဒါ မောင်လေးအတန်ကောင်းပါမောင်လေးအတန်ကောင်းပါ ဘယ်လိုသင်းလိုက်ဆိုတော့အတန်ဝင်နေတယ်လေ ဟိုကလေချင်းတယ်အတူမနဲ့အပြိုင်လိုက်អော်လိုက်អော်တယ်ပြီးလို့ရှိရင်ဟိုအတန်တွေကိုလေသူကစကားရမ်းပြောချင်တာဆွရှာတော့ကဆိုရင်သူတယောက်တည်းပဲခလေးရှိတော့စကားပြောတာနည်းနည်းလေးပေါ့နော်ဟိုဖြစ်တယ်ပေါ့ပုံမှန်ပဲပေါ့နော်သူတို့ကအခုကလေးစကားပြောနေတာမမခေါ်တယ်ပပခေါ်တယ်အကုန်လုံးခေါ်တယ်အဲ့ပြီးအေးရဖို့ဖွာမမေအကုန်ခေါ်တယ်ပြီးလို့ရှိရင်လာလေးညံလည်းတည်တယ်လေးညံကားအကုန်ခေါ်ရတော့ပန်းအဲ့လိုမျိုးလေးကစကားအရန်ပြောတာစောတယ်ပေါ့သူလိုချင်လို့ရှိရင်လည်းပြပြီးတော့လေရအောင်တောင်းတတ်တယ်အဲ့ဒါကတော်တော်လေးနော်လေးလာတာတော်တော်လေးအားတန်နေနော်သူကသတို့ကဟုတ်တယ်ယောက်ျားလေးလည်း လိုက်ကြည့်ရဲအဲ့လေးလာအဲ့လိုမျိုးလို့ဆိုတော့ကြတနေရာလဲကြာကြီးထားရင် ဒီနေရာလေးကြာကြီးထိုင်မရတော့အပဒနာတလား ဒီလေး ယောက်ျားလေးဆိုတော့လေ တဲ့ကြိုင်လမ်းကြည့်နေပြီမမရဲ့ချစ်တော်လေးတွေ့ရနော် သတို့လေးကပမာလဲသားရေသတို့လေးပမာလဲသတို့လေးပမာလဲသားဩဟုတ်တယ်ဒီမှာပြတယ်သတို့လေးပမာလဲပမာသတို့ပမာလဲသားအိမ်မှာဆိုပြသတို့ကဒီ ဆက်ဆက်ဘယ်သူအစ်စ်ဆုံးဖြစ် လေး သွား တော့တင်ပေးနေလား အရင်တင်ပေးတာဒီပုံလေးကတော့မိသားစုကုမ္ပဏီလို့ဖြစ်နေပြီပေါ့နော်သူတို့ကတခြားဥမာရွှေတီရှူးတို့ဘာတို့ရောဟစ်ပိုးတို့သူထုတ်တဲ့ခါကျတော့ဒီလိုမိသားစုနဲ့အများကြီးအလုပ်တွေတွဲလို့ဖြစ်တယ်ဆိုတဲ့ခါကျတော့ဒါသားလေးမွေးကလေးကလည်းသူကဟိုပေါ့နော်တစ်နှစ်လုံးလုံးကဟစ်ပိုးနဲ့ဘိုက်ထဲမှာကလေးကနေပြီးရိုက်လာတာအဲ့ခါကျတော့အခုဒီနှစ်မှာတော့ဟိုစာချုပ်သူစာချုပ်တက်တန်းလေးပြေးသွားတဲ့အချိန်မှာဒီလိုကိုဒီလိုလုပ်ကြမယ်ဆိုပြီးတော့တိုင်ပင်ပြီးတော့ဒီလိုလုပ်ဖြစ်ကြတာနော်ဆိုတော့ဝမ်းသာပါတယ်အခုလိုမျိုးကအတူကလည်းဟီပိုဘက်ကနေကိုစီစဉ်ပေးရဆိုတော့လေဝမ်းသာပါတယ်အရင်လည်းပြောရတယ်ဟုတ်ဟိုကလေးတွေလည်းဒီလိုရတော့လည်းဝမ်းသာပါတယ် pressure လေးပြိတ္တတွေကိုနှိမ့်ချလိုက်ပါအောင် ပေးပါလေကျွန်တော်မောင်လေးပေးပါပြောတယ်ဒါပေးပါပြောပါအောင်ပေးပါပေးနေပြီနားရဘူးတွတ်တယ်ပေးပါပြောပါအောင်ပေးပါဒါရေးပေးပါမမေပေးပါပေးပါအိုးမင်းစတော့ကျွန်တော်ရော့ တားရဲ့မြို့ပေါ်မှာပြတော့ တော့မပြကြ ဘာလဲအခါကျတက်တက်လို့လား အဲ့ဒါလိုပါလားကျေးဇူးတင်ပါတယ်